ဒီမှာချက်သွန်ပြူနည်းနည်းလေးထောင်းလာတာရှိတယ်ချက်သွန်နီလှီးထားတာရှိတယ်ချက်သွန်နီဘလို့လှီးတယ်ချက်သွန်ပြူဘလို့ကြိတ်တယ်တော့မပြောပြတော့ဘူးအဲ့လိုမှမလုပ်တဲ့ရင်တော့ဘာဟင်းမှလည်းချက်စားမနေနဲ့ဘာဟင်းမှလည်းဖြစ်လာမှာမဟုတ်ဘူးเนาะโอเคရဲ့ဆန်းနေထဲမှာချုံနေထဲမှာမထည့်ချင်လည်းရတယ်เนาะဒီနည်းနည်းလေးဆုပ်ဆုပ်ပြီးလုပ်နေတယ်သူကဟိုလိုမျိုးပသားလေးလိုမျိုးရှောက်ပြီးတော့တကုန်းကြီးလို့တော့မရဘူးတကယ်တော့ပဇွန်ပို့ပြီးတော့ဟိုဟာဖြစ်တဲ့အရာသာ fresh ဖြစ်တဲ့အရာသာစားခြင်းမနေပဲနဲ့အနှစ်ထဲမှာပဲအရာသာထည့်ပြီးတော့ချက်လဲပြဿနာမရှိကျွန်တော်ကတော့နေပြီးတော့အကြာကြီးနှက်ထားတာကိုမကြိုက်ဘူးဒါချက်ချင်းချက်မှာဘာဖြစ်လို့လဲဆိုတော့ပဇွန်ကမြန်မြန်ချက်လေးကောင်းနေပဲမို့လို့အဲ့လိုအကြာကြီးအရာသာတွေနှက်ထားရင်စားလို့မကောင်းတော့ဘူးအဲ့တော့ဟင်းချက်မယ်စီယိုအိုလီတွေကိုထည့်လိုက်ပါမယ်ရှင်တိတ်မုံမကောင်းနဲ့เนาะအဲ့လိုမျိုးတွေဟင်းချက်ပါတယ်ဆိုမှစီယိုအိုးရမလဲလို့ဘေးသွန်ချရမလားဟုတ်တယ်မလားเนาะအဲ့တော့စီထည့်မယ်စီပွန်ခဏစောက်စနွှဲမုံလေးထည့်ဟာစီရဒီညညမစားကြမအောင်ဦးကလဲကောင်ကကြီးလဲကောင်တောင်းထုံးနေတော့စနွှဲမုံနဲ့ဒီတက်ပူကြိုက်လို့ရှိရင်လည်းပူထည့်စနွှဲမုံနဲ့လေးမှုေးလာပြီဆိုလို့ရှိရင်ဒီမှာလှီးထားတဲ့ကြက်သွန်နီကိုထည့်မယ်ဒီချိန်မှာမှုရမယ်နော်မှုမွေလို့ရင်တူးရမှာဒီရရနေလို့ရင်လည်းကျက်သွန်ညီးညက်ထွက်တယ်မကောင်းသူကစီးပူပြီးတော့မိကောင်းလို့ချိန်ကြမှာတဲ့ပြင်တော့ကျက်သွန်မြူလေးထောင်းတာလေးထည့်ကျွန်တော်အနမ်းတော့ပဲသုံးတာပဲကျက်သွန်မြူရိုင်းကြိုက်တော့ထောင်းတာမဟုတ်မနေတော့စီးလေးတွေထည့်ပြီးခုတ်ပါနော်အဲ့ဒါအဲ့ချိန်မှာမှုေးလာဒီမှုေးချက်သွန်လေးတွေဒီလိုအကြောင်ဖြစ်လာပြီဆိုရင်စောတော့ခွာရတဲ့ပြီးတော့ရတာထဲလာတဲ့ပဇွန်ကိုပေါက်ထည့်လိုက်မယ်ပြင်မှုမယ်နဲလေးပဇွန်လေးတွေနေရာဖြန့်အောင်ပြန်ရိုင်းတော့မှုလို့မရဘူးလူရင်းနဲ့ဟိုဖြစ်ကုန်လို့ဖြန့်အောင်လုပ်ပြီးတော့ဖုံးလေးခဏအုပ်ထားမယ်ရေလုံးရေထည့်မယ်ဒါမဲ့ပဇွန်ကရေထွက်ဖို့ရှိတာကြောင့်ခဏစောင့်ကြည့်လိုက်အောင်မယ်ထွက်လာတဲ့ရေတောင်မို့ထည့်ထားတဲ့ရေလေးနည်းနည်းလေးခမ်းပြီးတော့ပြန်လာပြီဆိုရင်ချပြီးတော့စားလို့ရပြီဒါပူဆက်တွေများလို့ရေပူနေတဲ့အချိန်တော့အဲ့ဒီတက်တော်နှစ်လေးနဲ့သမင်းလေးနဲ့နယ်ပြီးတော့ဒီပဇွန်တော်လေးနဲ့စားမစိုးဘူးတော့ကောင်းတယ်ဒါလေးကြတော့နောက်ပဇွန်တို့ကတတိထားမှာအကြာကြီးချက်လို့မရအောင်စောရအောင်ထည့်ပြီးတော့ဒီတကခန်းလာနဲ့ချမှာအကြာကြီးချက်ရင်သူကထိုးပါလေရဘာရုံးသွားတယ်လို့စားမကောင်းတော့နော်